ဘဝအတွက်အကျိုးကျေးဇူးများသည့်အလေးအကျင့်11ခု 1. ချရည်တက်တဲ့အကျင့်ကိုမွေးပါအရာအလုံးကိုမှတ်မိဖို့တော့မကြိုးစားပါနဲ့အုံနောက်ကိုတွေးတောစဉ်းစားနိုင်ဖို့တချို့အရာတွေကိုမေ့ပစ်ဖို့လိုပါတယ် 2. အနားယူပါအာယုံစူးစိုက်ပြီးလုပ်တဲ့အလုပ်မှာခဏတစ်ဖြုတ်အနားယူဖို့လိုပါတယ်သို့မှသာတင့်ကိုပင်ပန်းမှုလျော့ကျစေပြီးအားပြန်ပြေနိုင်ပါလိမ့်မယ် 3. ကြိုတင်စဉ်းစားပါနေ့တစ်နေ့ကိုစတင်ဖို့အတွက်ကြိုတင်စဉ်းစားထားပြီးဦးစားပေးအလုပ်တွေကိုအာယုံစိုက်ပြီးလုပ်ဆောင်ပါ 4. မနက်ခင်းတိုင်းမှာအနည်းဆုံးရေဖန်ခွက်တစ်ခွက်တော့တောက်ပါဒါဟာဦးလန်းချောင်းနဲ့အုံနောက်ကျန်းမာရေးအတွက်အင်မတန်ကောင်းပါတယ် 5. နေ့စဉ်သို့မဟုတ်တပတ်တစ်ခါလမ်းလျှောက်တဲ့အလေးအကျင့်ကိုလုပ်ပါလမ်းလျှောက်တာဟာစိတ်ပိုင်းဆိုင်ရာရှင်းလင်းပြတ်သားမှုနဲ့ကျန်းမာရေးနဲ့အညီညွတ်ဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ် 6. သင်ရဲ့အလေးအကျင့်တွေကိုသင်ကိုယ်တိုင်သိအောင်လုပ်ပါဘယ်အရာတွေအတွက်အချိန်တွေပိုကုန်နေပြီးဘယ်အတွက်အချိန်နည်းသွားတယ်ဆိုတာသိရင်ကိုယ်တိုင်စီမံခန့်ခွဲနိုင်ပါလိမ့်မယ် တစ်ခုတည်းကိုအာယုံစိုက်ပြီးလုပ်တတ်အောင်လေ့ကျင့်ပါတစ်ခုကိုပြီးဆုံးအောင်လုပ်နေချိန်မှာကြံတဲ့လှုပ်ဆောင်စရာတွေကိုခဏမေ့ထားဖို့လိုပါတယ်ဒါမှသာစိတ်အနှောက်အယှက်ဖြစ်ခြင်းနဲ့အလုပ်နှေးကွေးကြမ်းကြာမှုကိုထိန်းချုပ်နိုင်ပါလိမ့်မယ် 8. တစ်နေ့တာကိုရည်ရွယ်ချက်ရှိရှိပြီးဆုံးအောင်လုပ်ကိုင်ပါနောက်တစ်နေ့အတွက်လှုပ်ဆောင်ရမှာတွေကိုချရည်ထားပါ 9. လှုပ်ဆောင်မှုတိုင်းကိုအပတ်စဉ်သုံးသပ်ပါဘယ်အရာကိုကောင်းကောင်းပြီးမြောက်ခဲ့တယ်လဲဘယ်အပိုင်းမှာကြန့်ကြာသွားစေခဲ့တာလဲတိုးတက်မှုနှုန်းဘယ်လိုရှိတယ်လဲဘာဆက်လုပ်တင်တယ်လဲဘယ်ဟာကစိတ်ဖိစီးမှုဖြစ်စေတာလဲစသဖြင့်ပြန်လည်သုံးသပ်ဖို့လိုပါတယ် 10. သတင်းအချက်အလက်တွေကိုမပြတ်ရယူနိုင်အောင်လုပ်ပါခိုင်လုံတဲ့အချက်အလက်တွေနဲ့သတင်းတွေကိုခိုင်မာတဲ့ရင်းမြစ်တွေစီကသာရယူပါအရေးကြီးတဲ့အချက်တွေကိုအာရုံစိုက်ပြီးလှုပ်ဆောင်တတ်တဲ့ပတ်ဝန်းကျင်မှာကျင်လည်ပါ11လေ့လာသင်ယူတတ်တဲ့အကျင့်ကိုမွေးမြူပါအောင်မြင်တဲ့သူတွေကအမြဲလေ့လာသင်ယူနေကြတာပါစင်ကျင်စဉ်းစားမှုနဲ့လှုပ်ဆောင်မှုတွေဟာလေ့လာသင်ယူမှုတွေကနေလာတယ်ဆိုတာသိပါစေဖော်ပြပါအချက်တွေကအောင်မြင်မှုကိုလိုလားပြီးတိုးတက်လူသူများအတွက်လိုအပ်တယ်လို့ဆိုထားကြပါတယ်